ကာကြီးကွင်းနေမှာကားလက်မှတ်ဖြတ်တဲ့အခါကောင်တာကိုသွားမှဖြတ်ဖိနေကိုယ်တိုင်လက်မှတ်ဖြတ်တဲ့ဆက်မှာဘယ်လိုဖြတ်မလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကားလက်မှတ်ဖြတ်တဲ့ဆက်ရှိရောက်ပြီဆိုရင်ကျွန်တော်တို့ရောင်ချမ်းဘာလ်ကွန်ဆိုတာရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်ဝင်လိုက်မယ်ဆိုရင်အကွက်နှစ်ကွက်ပေါ်လာပါလိမ့်မယ်ပထမအကွက်ကတော့အခုကိုလက်ရှိရောက်နေတဲ့နေရာဒုတိယအကွက်မှာတော့ကိုသွားခြင်းတဲ့နေရာကိုထည့်ပြရမှာဖြစ်ပါရွေးချယ်မယ်ပေါ့နော်ဒီဘယ်မျိုးမှာရှိရလဲဘယ်နယ်လဲဥမာဘူဆန်လားကွမ်ဂျူလာအဲ့လိုလေရွေးလို့ရတယ်လို့အပေါ်က search bar မှာလည်းကိုယ်တိုင်နှိပ်ပြီးတော့မှကိုသွားခြင်းတဲ့ကာကြီးကွင်းရဲ့နာမည်ဥမာကော်ကျဲဆိုရင်လည်းကော်ကျဲပေါ့နော်ပြီးရင်တော့ဒါကိုသွားခြင်းတဲ့ကာကြီးကွင်းတွေ့ပြီဆိုရင်တော့ဒါနှိပ်လိုက်မယ်ဆိုရင်ဒီမှာအချိန်ဇယားတွေပေါ်လာပါလိမ့်မယ်အချိန်များပေါ်လာပြီဆိုရင်ကိုယ်စိတ်ကြိုက်အချိန်ကိုရွေးပြီးတော့သွားလို့ရပါတယ်ဒီမှာမဲချင်းဆိုတာတွေကတော့ဒါလက်မှတ်ကုန်နေတဲ့ဟာတွေပေါ့နော်မဲချင်းမဟုတ်တဲ့ဒီဟာတွေပဲဝယ်လို့ရပါမယ်နှိပ်လိုက်မယ်ဆိုရင်ဒီလိုခုံတွေကျလာမယ်ပေါ့နော်ခုံလွတ်အဖြူအောင်လေးတွေတော့ခုံအလွတ်တွေပါလွတ်တဲ့ခုံကိုရွေးပြီးတော့ဝယ်လို့ရပါတယ်ခုံရွေးပြီးသွားပြီဆိုရင်တော့ကိုကလူကြီးလားကလေးလားပေါ့နော်ကျွန်တော်တို့ကတော့ဒီလူကြီးဖြစ်တဲ့အတွက်ပေါ်တော့အော်တော့ပဲရွေးလိုက်ပါတယ်ပြီးရင်တော့ကြက်တဲ့ငွေဘယ်လောက်ဆိုတာမျိုးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ Sontet 1 review ဆိုတာကိုနှိပ်ပေးလိုက်ပါကိုယ့်ရဲ့အချက်လက်ကိုသွားမဲ့ကာကြီးကွင်းအချိန်ပြီးတော့လက်မှတ်ဘယ်နှဆောင်လဲဒါစစ်ပါစစ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီကတ်ထိုးပြီးတော့ငွေချေရမှာဖြစ်ပါတယ်ကတ်ထိုးပြီးတော့ငွေချေလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီကာလက်မှတ်ကထွက်လာမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒါဆန်းလုပ်ပြတာဖြစ်တဲ့အတွက်ကျွန်တော်ချီဆိုပဲနှိပ်လိုက်ပါမယ်